မင်္ဂလာပါရှင်ပြည့်စုံကြဝလွတ်တရတဲ့နေ့ရက်လေးဖြစ်ပါစေရှင်ကပိုးနှမ်းဈေးသွားပြီးဈေးဝယ်လာတာပါအင်ရှင်မလေးဈေးဝယ်ဒေါ်လာကြည့်ပေးကြပါအောင်ရှင်ခါကျက်ဥလေးက2000မိုးပါစိတ်သား2000ပဲလေးပြန်ကတပူ1000နှစ်ပူကို1800နဲ့ရခဲ့ပါတယ်ပစောင်းငါးသီးလေးကတော့1000မိုးပါရှင်ကော်ပီတုံလေးတွေဒါလေးတွေက1500ပဲပေးခဲ့ရတယ်ငါးတော့မှ1500ပဲပေးခဲ့ရတယ်ပန်းပွင့်လေးကတော့1000ပေါင်းစင်းလေးကတော့1500ဒါလေးဆိုရင်ကလခါးသီးဆို3လုံးမှ1000ပဲပေးခဲ့ရပါတယ်ရှင်စစ်တုံဖြူလေးဆို1000မိုးပါစစ်တုံဖြူ1000မိုးစစ်တုံ1000မိုးအရှင်တမောဒီဒီမှာစားကြလို့သမီးလေးကြိုက်သမီးကြိုက်ကြီးပဲအကိတ်ကြီးပဲအကိတ်ကြီးကို4000ပဲပေးခဲ့ရတယ်လေးတောင်ကိုဟိုဘက်ကမပတ်ငင်မရှမ်းဒီငပြောသီးလေးကတော့သီးမွေးငပြောသီးကိုလေမမသီးလေးကိုဈေးခေါ်သွားတာပါမမသီးလေးကတီစားမယ်ဆိုပြီးအတင်းသွားဆဲရှုပ်ပါတယ်အဲ့ဒါနဲ့ငပြောသီးတစ်ဖီဝယ်လိုက်ရပါတယ်ရှင်သီးမွေးငပြောသီးလေးကတော့4500 5000ကို900ရှော့ပေးရ4500ပေးခဲ့ရပါတယ်ရှင်မုံညင်းရွက်ကတော့တစ်စီးကို900ပေးခဲ့ရပါတယ်ဒီဆက်ပွဲတော့တက်မှာမို့လို့တက်လို့9ရက်စားမှာမို့လို့ဆိုပြီးဝယ်ထားတာပါပဲဆောင်ငါးသီးလေးကိုတုတ်စားမယ်ခေါလခါးသီးလေးတုတ်စားမယ်မုံညင်းရွက်လေးကြော်စားအမေရှင်ဗီဒီယိုလေးကိုဆုံးတဲ့ထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲအသက်ရှူတိုင်းငွေများဝင်ကြပါစေရှင်Bye. Bye.